ပြည်သက်ကြီးမင်္ဂလာပါကျွန်တော်ဒီနေ့ပြရမှာတော့ PSA ပေါ့နော် PSA 007ရဲ့မနေ့ပေါ့8ကို luggage 8တွေဖွင့်နေတယ်ကောင်းတဲ့ security ဘိုင်းကိုအရင်အားကောင်းအောင်လုပ်ထားတာကုတ်3လုံးဒီဘက်3လုံးဒီဘက်3လုံးပါတယ်ပေါ့နော်ဒီကုတ်3လုံးတူအောင်ဒီကောင်ဖွင့်ပါအခုဆိုပြည်သက်ကြီးဘယ်တော့ပဲဖွင့်လို့မရဘူးဘာဖြစ်လို့ဆိုတော့ကုတ်3လုံးကိုပိုင်ရှင်ပဲသိရအောင်ကုတ်3လုံးပြန်လှည့်လိုက်ပါဒီလိုကျွန်တော်လှည့်နေပြီကုတ်3လုံးလှည့်နေပြီဒီကုတ်3လုံးမှန်သွားပြီကုတ်3လုံးမှန်တဲ့ခါကျဒီကောင်လေးကိုဖိလိုက်တာဒီကောင်တာလေးပွင့်တယ်ပွင့်သွားတယ်ဒီမှာပါဒီအိတ်တွေက security အရန်ကောင်းတယ်ပေါ့နော်ပြီးတော့ဒီအိတ်တွေမှာပါတဲ့တော့ဘော့ကလည်းလေစိတ်ဝင်တန်းတွေပါလို့ပဲအဲ့တော့ရှိတာများတယ်ခင်ဗျကျွန်တော်ဒီမှာအခုဆိုပြန်ပိတ်ပြရမှာခင်ဗျာဒါလေးကိုဖိထားလိုက်မယ်ဒါလေးကိုဖိထားမယ်ဖိချလိုက်အဲ့ဒါပွင့်သွားအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်တက်နိုင်တယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ